ကြည့်ပါဦးဒီယထာဘူတာထဲမှာတရားမှမရှိဘူးကြည့်ဒီမှာလူတွေရှင်းလူတွေတရားမှမရှိဘူးတရေကြောက်တဲ့သူဆိုရင်တော့တရေကြောက်တဲ့လူဆိုတော့ဒီနေရာမှာလူတရားမှမရှိဘူးကျမကလည်းကြောက်လို့မကြောက်ပါဘူးကျမလူကိုပဲကြောက်တာဒီတိုင်းညလမ်းကွက်တွေခေါ်ခွင့်တဲ့လူတယောက်ပေါ်လာပြီပုံမှာမင်္ဂလေးသူကနောက်တယောက်ပေါ်လာပြီနေရကြကြမ်းလူတယောက်ပေါ်ဒီဆက်လေးကအမြင့်နောက်တယောက်ပေါ်လာနေရ